နောက်ဆုံးတယ်ဆိုတာကိုယ့်ရဲ့အာကုသိုလ်ကံတော်တော်ကြီးသွားလို့တနည်းအားဖြင့်ဒီလောကီအာယုံကာမဂုဏ်တွေပေါ်မှာတွေ့တာတဲ့လောဘတဏှာတွေအာကြီးလို့နောက်ဆုံးသွားကြတာနော်ဒါကြောင့်တဖြည်းဖြည်းနဲ့စွန့်နိုင်အောင်ပဲဘုန်းကြီးတို့ကြိုးစားရမယ်ဟုတ်ပြီလားဒါကြောင့်သာသနာမှာနေပြီးဆိုရင်လည်းရှင်တော်ဘုရားရဲ့အလိုတော်ကြအတိုင်းနေရမှာပေါ့ပြောအောင်ဆိုပြီးတော့ဖုန်းလေးကိုင်ပြီးတော့ဟာလားကွန်ပျူတာလေးတွေဟာလားFacebook လေးတွေနောက်ပါလဲဗီဒီယိုလေးတွေတခြင်းလေးတွေနားထောင်ပြီးတော့ပရိယပฏิပတ်မလုပ်ဘဲနဲ့သာသနာမှာကြာကြာနေနိုင်အောင်ပြီးတော့စိန်ခံပြီးနေမယ်ဆိုရင်လည်းအဲ့ဒါအလုံးမဟုတ်အဲ့ဒါစစ်မှန်တဲ့နေနည်းမဟုတ်နော်အဲ့ဒါမျိုးကြတော့ဘာမှမထူဘာမှအဓိပ္ပာယ်မရှိတော့ဘုရားသာသနာတော်ဟာကာမဂုဏ်အာယုန်တွေခံစားပြီးတော့ကာမဒုက္ခတွေလောကပြောတဲ့ကာမဒုက္ခပါတကယ်တော့ကာမဒုက္ခတွေနော်ခံစားပြီးနေထိုင်တဲ့ဌာနကြီးမဟုတ်ဘူးတကယ်ကိုပါရမီတော်တွေကိုဖြည့်ကျင့်စေလိုတဲ့အမျိုးကောင်းသားတို့ရဲ့တကယ်ပါရမီစံအိမ်တော်ကြီးတာဖြစ်တယ်ဟုတ်ပြီလားဒါကြောင့်အရှင်ဘုရားသာသနာတော်မှာရောက်လာပြီဆိုရင်ဗုဒ္ဓပြောတဲ့အတိုင်းနေရမှာပေါ့အဲ့လိုဆိုရင်သိကောင်းသွားပြီရှင်ဗျာဂျာလားဗုဒ္ဓရဲ့လမ်းစဉ်ကလည်းရှင်းတယ်ဒီသာသနာတော်ကြီးမှာယဟန်တော်ကလည်းအမျိုးမျိုးရှိတယ်ပေါ့တပည့်တော်တို့ကအခုသမုဒိပုဂ္ဂိုလ်တွေနော်သမုဒိတန်ခါပေါ့သမုဒိယဟန်တော်တွေဘာယဟန်တော်တွေလဲသမုဒိယဟန်တော်ဆိုတာအဆိုးရှိတယ်အကောင်းရှိတယ်ဟုတ်ပြီလားအဆိုးရှိတယ်အကောင်းရှိတယ်ပရမတ္ထယဟန်တော်တွေကြတော့တကယ်ကိုမညံဖူညံစိုက်သွားတဲ့အရိယာသူတော်စင်တွေပေါ့တပည့်တော်တို့ကတော့သမုဒိဒီသမုဒိတန်ခါကနေသမုဒိယဟန်တော်ကနေတပည့်တော်တို့ဟာပရမတ္ထယဟန်ဖြစ်အောင်ကြိုးစားရမယ်ဟုတ်ရလားပရမတ္ထယဟန်တော်ဖြစ်အောင်ကြိုးစားရမယ်ဒီသမုဒိမှာအဆိုးအကောင်းတွေရှိတယ်တို့ဟာအကယ်၍မညံဖူညံမရသေးပေမဲ့ဖျားပြောတဲ့သီလကျင့်စဉ်ကိုကောင်းဆောင်ကျင့်ပြီးတော့ပရိယပฏิပတ်ကိုကျင့်နေမယ်ဆိုရင်ဗုဒ္ဓမြတ်စွာဘုရားကချီးကျူးပါတယ်ဂျာလားချီးကျူးပါတယ်အဓိကကျင့်ဖို့လိုတယ်ဘာလို့ဖို့လိုလဲတချို့ကယဟန္တာဖြစ်မှယဟန်ဆိုတာမဟုတ်ပါဘူးဗုဒ္ဓရဲ့သာသနာတော်ကယဟန္တာဖြစ်တယ်ဆိုတာလူတိုင်းမဖြစ်နိုင်ဘူးဟုတ်ပြီနော်လူတိုင်းမဖြစ်နိုင်သူ့ရဲ့ဒီပကတိတာဝကရဲ့ပါရမီဉာဏ်ပြည့်ဖို့ဆိုရင်လေ तू ကကြင့်ကြံနေရအောင်မှာကြင့်ကြံရင်းနဲ့ तू အချိန်တိုင်းပွင့်ထွက်သွားတာပဲကျင့်ဖို့ကကိုယ်အလုပ်ဟုတ်ပြီလားကျင့်ဖို့ကိုယ်အလုပ်ရှိတယ်ဒါကြောင့်ဘုရားသာသနာတော်မှာမဉဏ်ပူဉဏ်မရပေးပေမဲ့ယဟန်တော်တွေစိတ်တက်မကြရအောင်အဓိကတန္တရာဝိဒုက္ခကလွတ်မြောက်လို့တဲ့စိတ်ဖြစ်သီလကိုကောင်းစွာကျင့်မယ်ပရိယပฏิပတ်ကိုကောင်းစွာကျင့်ပြီးတော့နေမယ်ဆိုရင်ဒါဘုရားရှင်လူတော်ကြယဟန်လို့ပဲခေါ်ပါတယ်နော်အဲ့ဒီသမုဒိယဟန်မှာအဆိုးရှိတယ်အကောင်းရှိတယ်ကျမ်းစာတရားတွေမှာကိုကဝီနီးကိုကောင်းစွာကျင့်သုံးမှုမရှိဘူးပရိယပฏิပတ်မကျင့်ပဲနဲ့ဒကာတော်မတွေရဲ့ပစ္စည်းလေးဖြာကိုပဲဒီတိုင်းပဲမှိမ့်ပြီးတော့ပျော်မွေ့အောင်ခုနတပြေတော့ပြောတယ်လို့သာသနာမှာကြာကြာနေခြင်းတယ်လူဘွားမှာလူထွက်ရင်လည်းအစင်မပြေဘူးစီးပွားရေးမကောင်းနိုင်ငံရေးမကောင်းဘူးဆိုပြီးတော့မှိမ့်ပြီးတော့ဖုန်းလေးကန်ပြီးတော့ TV လေးကြည့်တခြင်းလေးနားထောင်ပြီးတော့ဒီလိုမျိုးမှိမ့်ပြီးတော့နေတာမျိုးကိုတော့ဖះမကြိုက်ဘူးဟုတ်တယ်မလားဒကာတော်မတွေအတွက်လည်းအကျိုးမများဘူးဒါကြောင့်တပြေတော်တို့ကသာသနာမှာနေရင်ဝီနီးတော်နဲ့အညီပရိယပฏิပတ်ကျင့်ရင်နေတဲ့တယ်ပေါ့မနေနိုင်ဘူးဆိုရင်တော့လေသာသနာတော်ကမကောင်းဘူးဟုတ်တယ်မလားဒါကြောင့်မို့တော်မျိုးဆရာတော်ကြီးရဲ့ဒီကဗျာလေးပေါ့နော်တိတ်ကောင်းတာလိုက်ဆိုကြည့်ဦးစင်းတိုင်ပေးမယ်နော်ရှင်တော်ဖယားသားတော်များဟုမတ္တာခောရတန်ဃာမည်ရှင်တော်ဖယားသားတော်များဟုမတ္တာခောရတန်ဃာမည်တန်ဃာဆိုတာနှမျိုးရသည်ပရမတ္ထတံမုတိတန်ဃာဆိုတာနှမျိုးရသည်ပရမတ္ထတံမုတိတရားတိကာရိယာဖြစ်မှာပရမတ္ထခောရသည်တရားတိကာရိယာဖြစ်မှာပရမတ္ထခောရသည်တမုတိဆိုထိုတန်ခါ၌ဆိုကောင်းနဝရှိကြသည်တမုတိဆိုထိုတန်ခါ၌ဆိုကောင်းနဝရှိကြသည်ပစ္စည်းလေးဖြာလှူရှားကြသည်ဗုဒ္ဓဝါဒတို့တိုင်းပြည်ပစ္စည်းလေးဖြာလှူရှားကြသည်ဗုဒ္ဓဝါဒတို့တိုင်းပြည်အကောင်းကိုသာကိုးကွယ်ကြဖို့
စိတ်ကနေစာထားရမည်အကောင်းကိုသာကိုယ်ွယ်ကြဖို့စိတ်ကနေစာထားရမည်အကောင်းတွေကအသက်ပေးလို့သာသနာရေးဆောင်သင့်ပြီအကောင်းတွေကအသက်ပေးလို့သာသနာရေးဆောင်သင့်ပြီမဆောင်နိုင်သောဘာသာပြည့်၍သာသနာသက်ဆုံးလိမ့်မည်မဆောင်နိုင်သောဘာသာပြည့်၍သာသနာသက်ဆုံးလိမ့်မည်ဟေးအကောင်းတွေကအသက်ပေးလို့သာသနာရေးဆောင်သင့်ပြီလေကြားလားဒါကြောင့်ရှင်ဘုရားဒီသာသနာတော်မှာနေပြီးဆိုရင်ယဟန်ကောင်းဖြစ်အောင်ကြိုးစားရမယ်ဗျာနော်ဘာဖြစ်လို့လဲဒီသာသနာတော်ကြီးမှာယဟန်ကောင်းတဲ့ယဟန်ဆိုရှိတယ်ဒီတိုင်းပဲမိဘအိမ်တဲ့အိမ်မှာမိဘမှာသားသမီးတွေမှာသားကောင်းရဲ့သားဆိုးရဲ့နှမျိုးရှိတယ်မိဘရဲ့အဆုံးအမတွေကိုလိုက်နာတယ်ကိုချင်းတီလာရှိတယ်မိဘရဲ့အဆုံးအမကိုလိုက်နာတယ်ဆိုရင်အဲ့ဒါသားကောင်းဟုတ်တယ်မလားကိုချင်းတီလာမရှိဘူးနော်မိဘရဲ့အဆုံးအမကိုမလိုက်နိုင်အဲ့ဒါကိုဘာလို့ခေါ်လဲသားဆိုဒီလိုပဲဒီသာသနာတော်မှာလဲဗုဒ္ဓရဲ့အဆုံးအမဆိုတဲ့ဝိနည်းတော်တွေရှိတယ်ပရိယပฏิပတ်တွေရှိတယ်ဗုဒ္ဓရဲ့အဆုံးအမတီလာကိုကောင်းစွာဖြစ်ခြင်းပရိယပฏิပတ်ကိုကောင်းစွာကျင့်သုံးနေရင်အဲ့ဒါယဟန်ကောင်းဟုတ်ပြီနော်ဝီနီကိုကောင်းစွာမကျင့်ဘူးပရိယပฏิပတ်ကိုကောင်းစွာမကျင့်ဘူးမကျင့်သုံးဘူးအဲ့လိုဆိုရင်ဗာလဲတာဆိုဒါကြောင့်သာသနာတော်ကြီးမှာတာဆိုတွေများလာရင်ဒီသာသနာအမြန်ဆုံးကွယ်လိမ့်မယ်ဟုတ်တယ်မလားဒီလိုပဲအိမ်တဲ့အိမ်မှာတာဆိုသမီးဆိုတွေများရင်အဲ့ဒီအိမ်ကြာဘူးမကြာဘူးအဲ့ဒီအိမ်ပျက်စီးတယ်စီးပွားရေးအကုန်ဆုတ်ယုတ်ပျက်စီးသွားတယ်တချို့ဆိုတစ်ယောက်နဲ့ကိုတော်တော်ခံရတယ်မိပါတယ်နှစ်ယောက်သုံးယောက်လေးယောက်ဆိုတော့သွားပြီးအဲ့ဒီအိမ်ကြီးဟုတ်တယ်မလားလောင်ကစားလုပ်တဲ့သားစုအရက်သေးစားမူရရှိဝါသုံးဆွဲလူဆိုဟုတ်တယ်မလားသွားပြီးအဲ့ဒီမိဘအကုန်ဟုတ်တယ်မလားဒါကြောင့်မို့ဒီသာသနာတော်မှာလည်းအဲ့လိုပဲဗုဒ္ဓရဲ့ဝိနည်းတော်ကိုကောင်းစွာမကျင့်ကြံတော့ဘူးပရိယပฏิပတ်ကိုကောင်းစွာမကျင့်သုံးတော့ဘူးအဲ့လိုယဟန်ဆိုးတွေများလာပြီဆိုရင်ဒီသာသနာမကြဘူးအသက်ထွက်လိမ့်မယ်ဟုတ်တယ်မလားအဲ့လိုရှိတယ်ဒါကြောင့်မို့အဲ့ဒီလိုမျိုးအခြေအနေမျိုးမှာသားကောင်းလေးတွေသာသနာကိုချစ်တဲ့ယဟန်ကောင်းတွေယဟန်မြတ်တွေကဗုဒ္ဓရဲ့အဆုံးအမသာသနာတော်ကြီးကိုရေရှည်တည်တံ့အောင်ကြိုးစားရမယ်သာသနာအတွက်ကြိုးစားရမယ်ဘယ်လောက်ထိကြိုးစားရမလဲအသက်သေဆုံးတဲ့တိုင်အောင်ကြိုးစားရမယ်ဟုတ်တယ်မလားအကောင်းတွေကအသက်ပေးလို့သာသနာရေးဆောင်သင့်ပြီဟုတ်တယ်မလားမဆောင်နိုင်သောဘာသာပြည့်၍သာသနာသက်ဆုံးလိမ့်မည်တောင်မြို့မဟာကဏ္ဍဆရာတော်ရေးထားတာနော်သာသနာကိုအသက်ထများချစ်တဲ့ဆရာတော်ကြီးရေးဆက်ခဲ့ဆရာတော်ကြီးကသာသနာအတွက်တကယ်ကိုအသက်ဆုံးပြီးတော့သူစူးစမ်းခဲ့နော်အဲ့ဒီတောင်မြို့ဆရာတော်ခေဝီနီသာသနာကိုယုံလုံးဖော်ခဲ့တယ်ဝီနီဆိုတာကျင့်လို့ရတာကိုသူ့ကျောင်းတော်ကြီးမှာလက်တွေ့ကျင့်သုံးခဲ့တယ်ဝီနီတော်ကြီးလက်တွေ့ကျင့်ပြီးတော့ပရိယပฏิပတ်ကိုအစွမ်းနိုင်ဆုံးကျောင်းတိုက်ကြီးကိုတည်ထောင်ခဲ့တယ်ယဟန်တော်ပေါင်းများစွာရာပေါင်းများစွာဖြစ်တကယ်ကိုမြမပြည်တွင်မှာကဘာထိတိုင်အောင်သာသနာတော်ရဲ့အလှကိုထွန်းလင်းစေနိုင်ခဲ့တဲ့အာဇန်ဒီဆရာတော်မြတ်ကြီးဖြစ်တယ်ဒီဆရာတော်ရေးဆက်ခဲ့တာဒီထဲမှာအကောင်းတွေကအသက်ပေးလို့သာသနာရေးဆောင်သင့်ကြီးသာသနာတော်တကယ်ချစ်တဲ့ဗုဒ္ဓရဲ့သားတော်တွေသမီးတော်တွေကအသက်ဆွန့်ပြီးတော့သာသနာအလုပ်ကိုစူးစမ်းရမယ်လို့ဆိုလိုတာမစူးစမ်းဘူးစီရေသားခိုးနေမယ်စားကောင်းယုံတောက်ကောင်းယုံလေးမယ်မှိန်ပြီးတော့နေမယ်ဆိုရင်မဆောင်နိုင်သောဘာသာပြည့်၍သာသနာသက်ဆုံးလိမ့်မည်လေးတင်ကြီးကဘာတသိန်းအသွေးတော်နန္ဒအသားတော်နန္ဒဥကောင်းတော်နန္ဒမျက်လုံးတော်နန္ဒသွေးနဲ့ရေးပြီးတိဆောက်ခဲ့ရတဲ့ဒီသာသနာတော်ကြီးအမြန်ဆုံးကွယ်လိမ့်မယ်အမြန်ဆုံးပျက်စီးသွားလိမ့်မယ်ဒါကြောင့်သာသနာရဲ့တန်ဖိုးသာသနာကိုချစ်တဲ့ဖခင်သားတော်သမီးတော်တွေဟာစွမ်းနိုင်တဲ့လောက်အသက်ကိုစွန့်ပြီးတော့အသက်နဲ့ယဉ်ပြီးတော့သာသနာလုပ်ကြိုးစားရမယ်တဲ့ဂျာလာအရှင်ဘုရားပညာပလားဒါကြောင့်အရှင်ဘုရားဟာအခုကိုရင်ပွားမယ်တဆင့်မနှက်ဖန်မှာရန်ခံပေးမယ်နော်ရန်ဖြစ်ပြီးအရှင်ဘုရားဘယ်တော့မှနောက်မဆုံးနဲ့တပည့်ဂျာလာပရိယပฏิပတ်တင်မယ်အရှင်ဘုရားဒီစစ်မှန်တဲ့သာသနာပြုလုပ်ဖို့စာပေကိုကောင်းစွာသင်ရမယ်နော်တာမဏိကျော်သာသနာလင်္ကာရပထမဦးဆုံးလုပ်ရမယ်နော်လုပ်ပါမယ်စာတွေလုပ်ပြီးတော့စာတွေတက်လာပြီးရင်တရားအားထုတ်အောင်နော်တရားဒီလိုပဲစာသင်ရင်းနဲ့လည်းတရားနဲ့တွဲပြီးတော့ကျင့်ကြံသွားရတယ်အဲ့လိုဆိုရင်ဗုဒ္ဓလူတော်ကြာသာသနာမှာနေထိုင်ပြီးပဲ
အဲ့လိုတီလာကိုကောင်းစွာဖြည့်ခြင်းပြီးပရိယပฏิပတ်အရှင်များကျင့်သုံးနေပြီဆိုရင်မိဘရဲ့ဂျေစုကောင်းစွာဆက်ရရောက်ပါတယ်ကြားလာတခိုင်းတို့မှကြီးတို့ငါတို့သားကငါတို့အမေရိကန်ပို့လိုက်မယ်တလားကိုဒေါ်လာဘယ်လောက်ပို့မယ်အဲ့လိုသားလေးနဲ့သာသနာပေါင်းမှာရှင်ရန်ဝတ်ပြီးတော့တီလာကိုကောင်းစွာဖြည့်ခြင်းပြီးသာသနာပြုဖို့စာပေသင်နေတဲ့သားလေးနဲ့ဘယ်ဟာမြတ်လဲစဉ်းစားကြည့်ဟုတ်တယ်မလားနိုင်ငံခြားနေဒေါ်လာတွေတလားကိုဘဏ္ဍထောင်ပို့နေတဲ့သားလေးထက်သာသနာတော်ကြီးမှာအသက်ဆွန့်ပြီးတော့တီလာကိုကောင်းစွာဖြည့်ခြင်းပြီးသာသနာအတွက်စာပေသင်ယူနေတဲ့သားလေးကအစပေါင်းများစွာတာတယ်ကြားလားဒကမကြီးတို့တေကန်ဒီအချိန်မှာနော်တေကန်ဒီအချိန်လေးမှာပြန်ပြီးတော့တွေးကြည့်နိုင်ငံခြားရောက်နေတဲ့သားလေးကဒီလားငါယောဂတအားဖြစ်နေတယ်ငါ့ကိုဒေါ်လာလည်းမပို့သေးပါလားဆိုရဲအဲ့ဒီစိတ်နဲ့သိရင်ဘယ်ရောက်မလဲအပယ်ချဖို့များတယ်လောဘတဏဟာငါသားလေးသာသနာတော်မှာတီလာတွေကောင်းစွာဖြည့်ခြင်းပြီးသာသနာပြုဖို့စာပေတွေစူးစမ်းနေတယ်အဲ့ဒီသားလေးကိုအာယုံပြုကြည့်ဘယ်ဟာအေးချမ်းမလဲတွေးကြည့်အဲ့ဒီလိုတီလာရှိတဲ့သားသမီးတွေဟာမိဘတွေတေငံဒီအချိန်မှာတတိယရင်မိဘတွေအပယ်ပိတ်နေတယ်သဘောပေါက်လားတခိုင်းတို့မကြီးဒါကြောင့်မိမိတို့ယနေ့သားလေးနော်အခုရှင်ပညာဗလားမနက်ဖြန်ရန်ခံပေးမယ်နော်ကဲသာသနာပေါ်မှာဘလောက်ဝမ်းသာဖို့ကောင်းလဲဒါအမျက်ဆုံးဘဝပိုင်ရှင်ဖြစ်အောင်မိမိတို့ဝင်ရောက်ပြီးတော့ချင်းမြောက်အားပေးကြတာဟုတ်ပြီလားဒီလိုဘဝမျိုးမြင်ဖို့လေးသင်ချေကဘာတသိကြပါတယ်နော်လေးသင်ချေကဘာတသိစောက်ရမှာပါဒါကြောင့်မို့မိတွေတော့ဂေါရမီကြီးကသူ့ရဲ့ဘဝမှာသူဥဒန်းကျွရင်ခဲ့တာသူကဘဝပေါင်းများစွာရှင်ဘရင်ကြီးရဲ့အမေစစ်သူကြီးရဲ့အမေတထေးကြီးရဲ့အမေမင်းသားကြီးရဲ့အမေအိုးအမေတော်ခဲ့တဲ့ဘဝတွေများခဲ့ပါပြီတဲ့အခုလိုဖယားရှင်ရဲ့မေတော်ကိုရင်လေးရဲ့မေတော်ယဟန်ရဲ့မေတော်ဘဝမျိုးကတော့အမတန်ရခဲ့လာပါတယ်ဆိုပြီးဥဒန်းကျွရင်ခဲ့တယ်ဒါကြောင့်တက္ကကြီးတို့မှာဒီနေ့ရှင်ပညာဗလာရဲ့သာသနာပေါင်းဝင်တဲ့နေ့ရက်လေးမှာဝမ်းမြောက်ဝမ်းသာဖြစ်ကုသိုလ်ကောင်းမှုအဆုစုတွေကိုနော်အမျှဝေရေစက်ချကုသိုလ်ပြုကြရအောင်နော်ကဲလိုက်စို့ဣဒံမေပုံညာအတဝခယံ